Okay, di ni ro ngā li di tua ngā ke pian pian pi da lo so no ti ga de pa ma si ba ngā ro yo yo pa me khana yo pa me hong li ko lo lo mi so yin lo di grand ride ရဲ့ plane လေးရှင်းတော့တုံးလို့ရတယ်ဗျသူကကြတော့ဘယ်လိုပြောမလဲအရင်ကကန်ဝယ်ဖို့မတက်နိုင်တဲ့သူမျိုးပေါ့မျိုးတုံးလို့ရတယ်ဒီလောက်ကန်ချင်းနေဆိုရင်ဒီအဓိကတော့ရေး level ပဲသူကကျင်းတာကဒီလောက်ဆိုရင်တော့နည်းနည်းလေးတော့ချက်တော့ဗျအမှန်လည်းဒီကျောင်းဆိုင်ချိန်နေမှာတော့ဆင်ပြပါသေးတယ်အဲဒါဒီကောင်လေးကိုတုံးပါမယ်တကယ်လို့ဒီကမတုံးခင်ကိုဒီကောင်ကအရေးပလင်းဖြစ်တဲ့ကြောင့်လို့ရင်ဒီခဲကအဲ့ကိုဟောရီကိုပြောက်အောင်လို့ဟိုငပြောရွက်စိန်ထားရဲဗျကောင်ကိုအရင်ဆုံးလွန်ခဲ့2ပတ်လောက်ကကျွန်တော်ငပြောရွက်စိန်ထားရဲခုကြတော့ကျွန်တော်ဒီကောင်နဲ့သုံးလို့ရတယ်ပေါ့သုံးလို့ရတယ်ဆိုတော့ကျွန်တော်ပြပါမယ်အရင်ဆုံးဒီထဲကိုရေးထည့်လိုက်မယ်ဒါကတော့အလားကြည့်ကျင်နေဆိုတော့ဒီ sticker လေးကိုခွာလို့ရတယ်ပဲကျွန်တော်တော့အလားကြည့်ဖို့ထဲကျွန်တော်ရောင်းမှာဆိုတော့မခွာတော့ပါဘူးဒီလောက်ဒီချင်းဒီ level ဆိုရင်အဆင်ပြေပါတယ်နိုင်ငံခြားမှာတော့ဒီလိုမျိုးနေရာလေးမှာပေါက်ဖောက်ပြီးတော့သူကဒီလဲရလွယ်အောင်လို့တော့လုပ်ထားရအထူးသဖြင့်ထိုင်းပါဘူးနော်โอเคပါဒါတော့နောက်ထပ်လိုအပ်တဲ့ပစ္စည်းဖြစ်ပါတယ်ကြပါမယ်ဒီကောင်ကတော့ queen ပေါ့ကျွန်တော်သုံးနေကြပဲရင်တော့လည်းကျွန်တော်ပြောခဲ့ပြီးတော့အဲ့ဒီ queen ရေးကြီးစီကိုသုံးနေပြီးတော့ကျွန်တော်ဒီဟာပေါ့ဒီကောင်လည်း queen အဝါရောင်ကကျတော့သူကငါးတွေလုံးဝအဲ့လိုမလန်းမဆန်းဖြစ်နေတဲ့အချိန်မျိုးမှာသုံးပြရတယ်ပေါ့ဘယ်လိုဒီကောင်လေးကိုခေါ်လိုက်ပြီဆိုရင်တော့ဒီကောင်က ready ရောင်လေးဖြစ်သွားရဲဆိုတော့ဒီတော့စားကြမ်းသုံးမယ်ခဏရွက်သုံးမယ်ဒီရွက်သုံးမယ်ဒီတော့ကျွန်တော်ဒီ queen အပြာရောင်ရေးကြီးသေးကိုထည့်လိုက်တော့ဘာလို့လဲဆိုတော့ရေးကြည့်သွားအောင်ကျွန်တော်ကတော့ဒီဆေးအဝါကိုတော့ရမ်းကြီးတော့ recommend ပေးခြင်းလို့ဘာလို့လဲဆိုတော့ဒီဆေးအဝါကျတော့သူကခဏတော့အတောင်တွေပါလမ်းသွားတယ်ဒါပေမဲ့နောက်ကြာတဲ့အချိန်ကျငါးတွေကလေတိတ်အဆင်မပြေသလိုခံစားရတယ်ဗျအဲကြောင့်ကျွန်တော်ဒီကောင်တော့တိတ်မသုံးဖြစ်ဘူးတော့ကျွန်တော်ပုံမှန်လဲနေကြလို့ပဲဒီကွင်းပြအောင်လေးတွေပဲလဲပြတော့မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဘန်နာရွက်6ထည့်ပါမယ်ဒီဘန်နာရွက်6ထည့်ပါငါပြောရွက်6ငါပြောရွက်6ကိုကျတော့ကျွန်တော်ဒီကောင်ကတော့စားချမ်းလေးနဲ့စီးရင်တော့ပိုကောင်းတာပေါ့မလိုတာတော့မလိုပါဘူးဒါပေမဲ့ပိုတန့်စင်ကျင်တော့စားချမ်းလေးနဲ့စီးရပိုကောင်းပါတယ်အဲကြောင့်ကျွန်တော်အရင်ဆုံးဟိုထည့်မယ်ဘန်နာရွက်ထည့်မယ်ပေါ့နော်ဘန်နာရွက်ဒီကတော့သူတို့ပုံးလို့ရှာတာပေါ့ဗျာလိုမျိုးလေးထည့်ထားမယ်ဘန်နာရွက်လေးဒါကတော့ဒီ site ကတော့ကြီးတာကြီးရဲ့ဗျဘန်နာဘယ်လိုလဲပြောရွက်ကတော့ပြီးရင်ကျွန်တော်ဘန်နာရွက်ဒီကောင်လည်းတူပါပဲစားချမ်းနဲ့စီးလို့ရပါတယ်ဒီကောင်လေးကိုပြီးရင်ဘန်နာရွက်6လေးထည့်မယ်ဒါကတော့ပြီးရင်တော့ခဏလေးထားမယ်ပေါ့ထားလိုက်ရင်တော့ဘတ်တာတစ်ကောင်ထည့်လို့ရပြီပေါ့နော်ဒီတော့ကျွန်တော်ဒီ FCCB လေးကိုထည့်လိုက်မှာဖြစ်ပါတယ်โอเคကြောက်သွားပါပြီဒီကောင်ကတော့အထီးဖြစ်မယ်ဗျကျွန်တော်ထင်အောင် FCCB လေးပါအဲ့လိုမျိုးပုံစံတွေကျွန်တော်ဆက်ပြီးလဲသွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့နားရပါငါးရီထထားတဲ့နေရာပါမျိုးလေးပါအဲဒီဆိုမဲ့ samurai ဟောလည်းဆို power side တွေရောက်နေပြီပြီးတော့ fighting plug တို့ပါလို့လည်းရှိပါတယ်အဲမှာပေါ့ဒီတော့မြင်အောင်ကျေးဇူးပဲအများကြီးတင်ပါ